ရာသီသွေးမပေါ်လို့ဘာဆေးတောက်ရမလဲဓမ္မတာမလာလို့ဘာဆေးတောက်ရမလဲဆိုပြီးတော့ကျမကိုမေးထားကြတဲ့သူတွေအတွက်ဒီဗီဒီယိုလေးမှာအကျိုးအကြောင်းအသေးချာရှင်းလင်းပြောပြပြီးတော့ဖြေကြားပေးသွားမှာဖြစ်ပါတယ်ကျမနာမည်ကတော့ဒေါက်တာမျိုးနန္ဒာပါကျမကယခုလက်ရှိ UK နိုင်ငံကသားဖွားနဲ့မိရန်အတိုင်ပင်ခံအထူးကုဆရာဝန်ကြီးတစ်ယောက်ဖြစ်ပါတယ်အဲ့တော့ခုနကတော့မေကွန်လေးပေါ့နော်ရာသီသွေးမပေါ်လို့ဆရာမကြီးဘာစီတောက်ရမလဲဆိုတာကျွန်မအရန်အမေးခံရတယ်မေကွန်လေးတစ်ခုပဲနော် comment တွေမှာလည်းမေးသလိုmessenger မှာဆိုလည်းတောက်လည်းအမေးခံရတယ်မေကွန်တစ်ခုပေါ့နော်အဲ့တော့အရန်မေးခံရတယ်ဆိုကြတဲ့ကအဖြစ်များတဲ့ကိစ္စတစ်ခုပေါ့ reproductive age လို့ခေါ်တဲ့နော်ရာသီသွေးစပေါ်တဲ့အချိန်ကနေစပြီးရာသီသွေးဆုံးတဲ့အချိန်အထိနော်မိရသွေးဆုံးတဲ့အချိန်အထိတောအတွင်းမှာရာသီသွေးပျောက်တယ်ဓမ္မတာမလာဘူးပျောက်တယ်ဆိုတာမျိုးဟာမကြာခဏဖြစ်တတ်တဲ့ကိစ္စတစ်ခုပဲအရန်အဖြစ်များတယ်အဲ့တော့ဒီလိုဖြစ်တတ်တဲ့ကိစ္စတစ်ခုမို့လို့ဒါဆိုရင်နော်လေးလူရှုထားတင်သလားဆိုတော့လုံးဝလေးလူရှုလို့မရတဲ့အခြေအနေတစ်ရပ်ပါဘာဖြစ်လို့လေးလူရှုလို့မရတာလဲဆိုတော့နော်ဒီရာသီသွေးပျောက်တယ်ဆိုတာကvital signal တစ်ခုလို့ပြောလို့ရတယ်။ဘာအတွက်လဲဆိုတော့အမျိုးသမီးတစ်ယောက်ရဲ့ကျန်းမာရေးမှာသူ့ရဲ့ဟိုမုန်းလည်ပတ်မှုတွေသူ့ရဲ့ကိုယ်ခန္ဓာထဲမှာရှိတဲ့ system တွေ process တွေဖြစ်စဉ်တွေဖြစ်ရပ်တွေဟာရပ်တန့်သွားတာဒါမှမဟုတ်ရင်ပုံမှန်မလည်ပတ်တော့ဘူးအကြောင်းတစ်ခုခုရှိနေပြီဆိုတာကိုအချက်ပြတဲ့လက္ခဏာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ရာသီသွေးပျောက်တယ်ဆိုတာအရေးကြီးပါတယ်အဲ့တော့ဒါဆိုရင်နော်ဒါကြောင့်မို့လို့လေဆရာမရေကျမတို့ကဆေးတောက်ချင်တာပေါ့နော်ဆေးတောက်ချင်တာပေါ့ဒါကြောင့်မို့ရာသီသွေးပေါ်အောင်လို့အဲ့တော့ရာသီသွေးမတွေ့ရဘူးမတွေ့ရလို့ဆေးလေးတောက်ပြီးတော့တွေ့ရအောင်လုပ်လိုက်တာဟာမှန်ကန်တဲ့ဖြေရှင်းချက်လားအဲ့ဒီမေကွန်းကိုအခုကျမမေးလိုက်မယ်အဲ့ဒီမေကွန်းကိုကျမအခုပြောထားတဲ့ဗီဒီယိုလေးရဲ့အဆုံးမှာကိုဟာနဲ့ကိုပြန်မေးကြည့်ပါနော်လူတွေကဆေးမီတော့ပဲဖြစ်ဖြစ်အင်္ဂလိပ်ဆေးပဲဖြစ်ဖြစ်တောက်ပြီးတော့သွေးလေးပေါ်လာတာကိုတွေးလိုက်ရင်အော်ပြီးသွားပြီလို့ထင်ကြတာပေါ့နော်အဲ့တော့ဒါဘာလို့လဲဆိုတော့ရာသီသွေးပျောက်တယ်ဆိုတာကဓမ္မတာမလာဘူးဆိုတာလားတင့်ရတာနဲ့မလာဘူးဆိုတာကအနောက်မှာအကြောင်းရင်းကန်တွေရှိတယ်ရှိနိုင်တယ်ဆိုတာကိုနားမလည်တဲ့အတွက်ကြောင့်မလို့ဒီလိုဖြေရှင်းကြတာပေါ့နော်အဲ့တော့ဒီလိုအကြောင်းရင်းကန်တွေကိုမကုသမဖြေရှင်းမရှာဖွေဘဲနဲ့ထားလိုက်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ကိုယ်ခန္ဓာမှာ long term health consequences တွေဖြစ်လာတယ်ဘယ်လိုဟာမျိုးလဲဆိုတော့ရေရှည်မှာကျန်းမာရေးဆိုးကျိုးတွေကိုပြီးတယ်ကိုယ်ခန္ဓာမှာဘာဖြစ်လို့လဲဆိုတော့အများစုအပြင်ရာသီသွေးပျောက်တယ်ဆိုတာ estrogen hormone နည်းလို့ဖြစ်ကြတာများတယ်အဲ့တော့ဒါဆိုရင်ရာသီသွေးပျောက်တာအရေးကြီးတာပေါ့အရေးကြီးတယ်ဘယ်အခါမှအရေးကြီးလဲဆိုတော့ရာသီသွေးပျောက်တာ3 ခါဆက်တိုက်ဖြစ်လာပြီเนาะ3 လဆက်တိုက်အဲ့တော့3လလို့ပြောတာထဲဆိုရင်เนาะ3 cycle ဆိုပြောရင်ပိုတိကျလိမ့်မယ်3 cycle ဆိုတာသဘောကဘာလို့လဲဆိုတော့တချို့ကတော့တစ်လတစ်ခါလာတယ်တချို့ကတော့တစ်လခွဲလောက်မှတစ်ခါလာတယ်ဒါကြောင့်မို့ကိုရာသီနားမဲ့အချိန်เนาะဓမ္မတာပေါ်ရမှာเนาะမပေါ်ဘဲနဲ့ဖြစ်လာတာဘယ်လောက်ရှိသွားပြီလဲ3 ခါဆက်တိုက်ဖြစ်သွားပြီဆိုရင်တော့အဲ့ဒါအရေးကြီးလာပါပြီเนาะဘာဖြစ်လို့လဲခုနကျွန်မပြောသွားတဲ့အထက်မှာပါတယ်အများစုအပြင် estrogen နဲ့လို့ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ estrogen နည်းခြင်း estrogen hormone ပေါ့နော်နည်းခြင်းရဲ့ဘေးထွက်ဆိုးကျိုးတွေတနည်းအားဖြင့်နောက်ဆက်တွဲဆိုးကျိုးတွေကိုကိုယ်ခန္ဓာကရေရှည်မှာခံစားလာရတတ်တယ်အဲ့ဒီလိုမျိုးရေရှည်ဖြစ်လာတဲ့အခါမှာအဲ့ဒီနောက်ဆက်တွဲဆိုးကျိုးတွေကိုကိုယ်ခန္ဓာခံစားလာရတတ်တယ်အဲ့တော့ဒီနောက်ဆက်တွဲဆိုးကျိုးတွေထဲမှာဘာတွေပါလဲဆိုတော့နော်ခလေးရလိုချင်တဲ့အခါမှာခလေးမရတော့ဘူးကိုယ်မဆောင်နိုင်ဘူးတတိမအောင်နိုင်ဘူးဒါမျိုးဖြစ်လာနိုင်တယ်နောက်တစ်ခုကကြတော့အဖြစ်များတယ်နော် PCOS polycystic ovary syndrome ဆိုတဲ့အကြောင်းရင်းတစ်ခုကြောင့်ဖြစ်နေခဲ့တယ်ဆိုရင်အဲ့ဒီအကြောင်းရင်းကိုကျမတို့ကကုသမှုမပေးဘူးเนาะ fix မလုပ်ဘူး correct မလုပ်ဘူးဆိုရင်ဘာဖြစ်လာနိုင်လဲဆိုတော့ endometrial cancer ဆိုတာမျိုးဖြစ်လာတတ်တယ် endometrial cancer ဆိုတာကတအိမ်အတွင်းလွှာမှာဖြစ်တတ်တဲ့ cancer ဖြစ်နိုင်ကြီးတက်လာတယ်နော်ဖြစ်လွယ်တယ်နောက်တစ်ခုကကြတော့အဲ့လိုမျိုးပဲအဲ့ဒါနဲ့ဆက်ပြီးတော့ဘာဖြစ်လာလဲဆိုစီဂျို
စီဂျိုယောဂသွေးတိုးယောဂနော်ကိုလက်စထရောများတဲ့နော်သွေးကြောတွေထဲမှာကိုလက်စထရောများတဲ့ယောဂတွေကဆက်ပြီးတော့ရေရှည်မှာဖြစ်လာတတ်တယ်နောက်တစ်ခုကတော့အယိုးပါတယ်အီစထရိုဂျင်နည်းတဲ့အတွက်ကြောင့်မလို့အယိုးပါတယ်အယိုးပါတော့အယိုးကျိုးလွယ်တယ်ဒါတချို့ဆိုရင်နည်းနည်းလေးချော်လဲတာနဲ့အယိုးကျိုးတယ်တချို့အလကားနေနဲ့ဘာမှမလုပ်ဘဲနဲ့ချော်လဲတာမဟုတ်ဘဲနဲ့လည်းအယိုးကျိုးသွားတယ်နော်အဲ့ဒါမျိုးဖြစ်တတ်တယ်အသက်ငယ်နဲ့အသက်ဒီလောက်ကြီးလည်းမကြီးသေးဘဲနဲ့အယိုးကျိုးတယ်အဲ့လိုခါမျိုးမှာလူတွေကမသိလိုက်ဘူးနော်ဟိုးအရင်ကနော်အရင်ကဒီလူရေရှည်ဖြစ်လာတဲ့ဟာတွေကြောင့်နော်ဒီဟာကိုနားမလည်လိုက်လို့နော်မသိလိုက်လို့မကုသမှုမခံလိုက်တဲ့အတွက်ကြောင့်မလို့အခုဖြစ်သွားတဲ့ကျွန်တော်အခုပြောသွားတဲ့နော်ဒီကျန်းမာရေးဆိုးကျိုးတွေကိုမကာကွယ်လိုက်နိုင်တာနော်တနည်းအားဖြင့်သိခဲ့မယ်เนาะကျန်းမာရေးဘဟုတုတရှိခဲ့လို့ကုသခဲ့မယ်เนาะလွယ်ဒီသွေးလေးပေါ်လုံးသွေးလေးတွေ့ရရုံနဲ့လွယ်ဆေးတောက်ပြီးတော့ဖြည့်ရှင်းနေမှာမျိုးဖြည့်ရှင်းမဲနဲ့အကြောင်းရင်းခံကိုဖြည့်ရှင်းခဲ့တယ်ဆိုရင်အခုကျမပြောသွားတဲ့ကျန်းမာရေးဆိုးကျိုးတွေကိုကာကွယ်နိုင်တယ်ဆိုတာကိုသိစေချင်တာဟုတ်ပြီအဲ့တော့ဘာလို့ဒီလောက်တောင်ပန်းကျန်းမာရေးဆိုးကျိုးတွေကိုပြီးနိုင်လဲယာဒီပြောက်တာပဲဟုတ်တယ်မလားဓမ္မတာပြောက်တာယာဒီပြောက်တာဘာလို့ကြံပြီးဒီလိုကျမ်းမာရေးရှိမှာကိုယ့်ရဲ့ကိုယ်ခန္ဓာအတွက်ဆိုးကျိုးတွေကိုပေးနိုင်တယ်လဲဆိုတော့သူ့မှာရှိနေတဲ့အကြောင်းရင်းခံတွေကြောင့်နော်အဲ့တော့ယာဒီသွေးပြောက်တယ်ဆိုတဲ့အခါမှာအကြောင်းရင်းခံကတော့အမျိုးမျိုးဖြစ်နိုင်တယ်စိတ်ပူစရာမလိုတဲ့အကြောင်းရင်းခံဥပမာဆိုရင်ကိုဝန်ရှိတာနော်ကိုဝန်ရှိတာဒါမှမဟုတ်နို့တိုက်မိခင်မို့လို့ဒါမှမဟုတ်ရင်လည်းသွေးဆုံးရမယ့်အချိန်မို့လို့သွေးဆုံးသွားလို့နော်မိရသွေးဆုံးမို့လို့ဒါမျိုးတွေကတော့ကိစ္စမရှိဘူးပေါ့ဟုတ်လားဒါပေမဲ့တခြားအကြောင်းရင်းတွေရှိလာတတ်တယ်ဥပမာဆိုရင်တော်တော်များများမှာဖြစ်တတ်တယ်အာဟာရမမျှတာလို့နော်အာဟာရမမျှတာလို့ဥပမာဆို diet တွေပါကြီးလုပ်တယ်မလား diet လုပ်တိုင်းလဲယာဒီသွေးပြောက်မယ်လို့ဆိုလိုတာမဟုတ်ပါဘူးဒါပေမဲ့ကိုယ်ခန္ဓာကိုအာဟာရမမျှတာမှုဖြစ်ပေါ်စေတယ်ဆိုရင်နော်ယာဒီသွေးပြောက်တာမျိုးဖြစ်လာတတ်တယ်နောက်တစ်ခုကတော့ကိုယ်အလေးချိန်အရန်များရင်လည်းယာဒီသွေးပြောက်တတ်တယ်လို့ကိုယ်အလေးချိန်အရန်နည်းရင်လည်းယာဒီသွေးပြောက်တတ်တယ်ကိုယ်အလေးချိန်များနေရနေရုတ်တရက် short ချလိုက်လို့ရုတ်တရက်ကိုယ်အလေးချိန်ကျသွားရင်လည်းယာဒီသွေးပြောက်တာ ਨੇ တွဲပြီးလာတတ်တယ်နောက်တစ်ခုကကြတော့exercise excessive exercise ပေါ့နော် exercise လုပ်တာကောင်းတယ်လူတိုင်း exercise လုပ်ရမယ်ပုံမှန်သင်တင်ထောက်လျှောက်ပတ်တဲ့ exercise လုပ်ရမယ်ကျန်းမာရေးလေ့ကျင့်ခန်းဒါပေမဲ့တချို့ကတရလွန်လုပ်တဲ့အခါမှာကိုယ်ခန္ဓာကိုတရလွန် stress တွေပေးတဲ့အတွက်ကြောင့်မလို့ယာဒီသွေးပြောက်တာ ਨੇ လာတတ်တယ်နောက်တစ်ခုကကြတော့တချို့ကကြတော့ကံအကျိုးပေးမကောင်းလို့เนาะအလုပ်ပင်ပန်းတယ် physically လုပ်ရတဲ့အလုပ်မျိုးတွေเนาะကိုယ့်ရဲ့ကိုယ်ခန္ဓာမှာ stress များတယ်နောက်တစ်ခုကတော့စိတ်ဖိစီးမှုများတဲ့လူတွေပေါ့เนาะအဲ့လိုအကြောင်းရင်းတွေမှာဘာဖြစ်လဲဆိုတော့သူတို့ရဲ့ဟော်မုန်းလည်ပတ်မှုကကိုထိခိုက်လာတယ်အဲ့တော့ဟော်မုန်းလည်ပတ်မှုလို့ပြောတဲ့အခါမှာယာဒီသွေးပေါ်တဲ့အခါမှာဘယ်ဟော်မုန်းတွေနဲ့ဘယ် organ တွေဘယ်အင်္ဂါတွေကပါဝင်ရတယ်လဲဆိုတာသိဖို့လိုအပ်လာတယ်အဲ့တော့ဒီမှာကြည့်လိုက်ရင်ဟောဒီအပေါ်ဆုံးကတော့ဒါအုံနှောက်ပေါ့နော်အဲ့ဒီအုံနှောက်ရဲ့ဟောဒီလိုအောက်နားလေးမှာပါရှိလဲဆိုတော့ pituitary ဆိုတဲ့အကျိတ်ကလေးတစ်ခုရှိတယ်အဲ့ဒီအကျိတ်ကလေးကလည်းဟော်မုန်းတွေထုတ်တယ်အဲ့တော့ဟောဒီပုံကတော့အဲ့ဒီ pituitary ဆိုတဲ့ဟော်မုန်းအကျိတ်ကလေးကိုအကြီးကျယ်ဆွဲပြထားတာအဲ့ဒီကနေဟော်မုန်းတွေထုတ်တယ်အဲ့ဒီထုတ်လိုက်တဲ့ဟော်မုန်းတွေကဟောဒီသားဥအိမ်မှာသွားပြီးတော့ egg လုပ်တယ်အကျိုးသက်ရောက်မှုပေးတယ်အဲ့ဒီသားဥအိမ်ကနေပြီးတော့ဆက်ထွက်လာတဲ့ဟော်မုန်းတွေကြောင့်ဟောဒီတအိမ်ရဲ့အတွင်းလွှာနဲ့ရံမှာထူခြင်းပါခြင်းဒါတွေဖြစ်တယ်အဲ့ဒီကနေကြွေကြတယ်တချို့ဒီကနေထွက်လိုက်တဲ့ဟော်မုန်းတွေကြောင့်နောက်ဟော်မုန်းတွေကနောက်ပြန်ပြီးအကျိုးသက်ရောက်မှုတွေဖြစ်စေတယ်သားဥချွေတွေဆိုတာမျိုးတွေလည်းပါလာတယ်နော်အဲ့တော့ပြောချင်တာကနော်ယာဒီသွေးပေါ်တယ်ဆိုတာဟောဒီအောက်ကနေထွက်လာပြီမဲ့ကိစ္စရက်ကဟောဒီအောက်နားလေးတွေဖြစ်နေတာမဟုတ်ဘူးဟိုးအုံနှောက်ကနေစလာတာဒါကြောင့်မို့ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ဟော်မုန်းကို affect ဖြစ်စေတဲ့အကျိုးသက်ရောက်စေတဲ့ကိစ္စမှန်သမျှဟာယာဒီသွေးပေါ်ခြင်းပျောက်ခြင်းနဲ့ဆက်သွားရှိလာတတ်တယ်နော်အဲ့တော့ဒါခုနကတော့ကျွန်မပြောတဲ့အာဟာရမမျှတာတို့ exercise လုပ်တာများတာတို့အခုပြောတဲ့ stress များတာတို့ပဲစိတ်ဖိစီးမှုများတာပဲဖြစ်ဖြစ်အဲ့ဒီဟော်မုန်းကိုသွားပြီးထိလာတယ် estrogen ထွက်တာနည်းလာတယ်ဒါမှမဟုတ် estrogen ထွက်တာအရင်ရောကျသွားတယ်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာဖြစ်သွားလဲဆိုတော့ယာဒီသွေးမလာတော့ဘူးပျောက်သွားတာမျိုးဖြစ်တတ်တယ်အဲ့တော့ဒီအုံနောက်အကြောင်းကိုပြောရင်းနဲ့ပဲအဲ့ဒီ pituitary gland လေးအကြောင်းကိုဆက်ပြောရရင်အဲ့ဒီ pituitary gland ကနေ prolactin ဆိုတဲ့ဟော်မုန်းတစ်မျိုးထုတ်တယ်အဲ့တော့ဒီ prolactin ဟော်မုန်းကအရှိမကျွန်မပြောသွားတဲ့ထဲမှာ
no တိုက်မိခင်နေရာဒီမလာဘူးဆိုတာလေဒါပဲအဲ့တော့ no ထွက်စေတယ်ဟိုမုန်းလေးပေါ့နော်အဲ့တော့အဲ့ဒီ no တိုက်တဲ့မိခင်မဟုတ်ဘဲနဲ့အဲ့ဒီ pituitary gland မှာအကျလေကျူမာလေးရှိတယ်တနည်းအားဖြင့်အကျိတ်အခဲလေးဖြစ်နေတယ်နော်အကျိတ်အခဲဖြစ်နေတယ်ဒါမှမဟုတ်ရင်တခြားဆေးတစ်မျိုးမျိုးတောက်တယ်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ pituitary gland မှာထွက်တဲ့ prolactin hormone ကိုသွားပြီးတော့အကျိုးသက်ရောက်မှုရှိတယ်ပို့ထွက်စေတယ်ဆိုရင်ရာသီသွေးပျောက်သွားရောအဲ့တော့ဆေးတောက်တယ်ဆိုတော့အဲ့ဒီအခါမှာလူတွေကဘယ်လိုထင်ကြလဲဆိုအင်္ဂလိပ်ဆေးပေါ့နော်အင်္ဂလိပ်ဆေးတောက်ရင်ဖြစ်နိုင်တယ်ဟုတ်တယ်တချို့အင်္ဂလိပ်ဆေးတွေမှာဖြစ်နိုင်တယ်ဒါပေမဲ့ဆေးမိတို့တိုင်းရင်းဆေးဒါတွေမှလည်းမဖြစ်ဘူးလို့ပြောလို့မရဘူးအဲ့တော့အင်္ဂလိပ်ဆေးမှာဖြစ်တာကတော့ research တွေလုပ်ထားတဲ့အတွက်ကြောင့်မလို့ကျမတို့ကသိနေတယ်ဘယ်ဆေးတောက်ရင်ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲဆိုတော့အဲ့တော့တိုင်းရင်းဆေးမှာလည်းဖြစ်နိုင်တာပဲလို့ကျမကဘာလို့ပြောလဲဆိုတော့စဉ်းစားကြည့်လေကိုစားတောက်တဲ့အစားအသောက်တွေထဲမှာတော့မှဘာဖြစ်လဲဆိုတော့ဒီအစားအသောက်စားလိုက်တဲ့အစားအသောက်ကဒီတိုင်းနေတာမှမဟုတ်တာเนาะကိုခန္ဓာကစုပ်ယူသွားတယ်စုပ်ယူသွားတဲ့အခါမှာ chemicals တွေ compounds တွေဖြစ်တယ်အဲ့ဒီကနေမှတခြားတစ်မျိုးကိုအကြောင်းအမျိုးမျိုးနဲ့ပြောင်းတယ်ဇီဝဖြစ်စဉ်ဖြစ်ပျက်မှုတွေဖြစ်တယ်ပြောင်းတယ်အဲ့ဒီကနေမှကိုခန္ဓာထဲမှာအကျိုးသက်ရောက်မှုရှိတယ်ဒီတိုင်းပဲပေါ့ဘယ်ဆေးတောက်ဟုတ်တယ်မလားတိုင်းရင်းဆေးပဲတောက်အင်္ဂလိပ်ဆေးပဲတောက်သိတာနဲ့မသိတာပဲကွာတယ်အဲ့တော့ to cut it short အဲ့တော့တခြားဆေးမီးတို့တွေတောက်လေဒီလိုအကျိုးသက်ရောက်မှုမျိုးတွေဖြစ်နိုင်တယ်ဟုတ်ပြီနောက်တစ်ခုကကြတော့လယ်ပင်မှာရှိတယ် thyroid gland နော်လယ်ပင်မှာ thyroid gland ရှိတယ်နော်အဲ့တော့လယ်ပင်ကြီးယောဂါတို့ပါတယ်လူတွေသိကြတယ်လေအဲ့တော့အဲ့ဒီ thyroid gland ကလည်းဟော်မုန်းတွေထုတ်တယ်အဲ့ဒီထုတ်တဲ့ဟော်မုန်းများနေတာပဲဖြစ်နည်းနေတာဖြစ်ရာသီသွေးပျောက်တာတမတာပျောက်တာနဲ့လာတတ်တယ်နောက်တစ်ခုကကြတော့ကြောက်ကက်ရဲ့အပေါ်နားလေးမှာရှိတယ် gland နောက်အကျိတ်တစ်မျိုးအဲ့ဒီ gland လေးကလည်းဘာဖြစ်လဲဆိုတော့ဟော်မုန်းတွေထုတ်တယ်အဲ့တော့သူ့စီကနေထုတ်တဲ့ဟော်မုန်းမညီမျှမှုတွေဖြစ်လာတယ်အကြောင်းတစ်ခုခုကြောင့်အကြောင်းတွေတော့အများမျိုးရှိတတ်တယ်အဲ့ဒီလိုမညီမျှမှုဖြစ်စေတဲ့အကြောင်းရင်းခံတစ်ခုခုရှိရင်လည်းအဲ့ဒီမှာရာသီသွေးပျောက်တာနဲ့လာတတ်တယ်ဒီအကျိတ်လေးတွေအကြောင်းပြောရင်းနဲ့ပဲဆက်ပြောရရင်ဘာရှိလဲဆိုတော့ Sheehan syndrome ဆိုတာရှိတယ်နော်ခလေးမွေးပြီးသားအမျိုးသမီးတွေမှာဖြစ်တတ်တာအဲ့ဒီ pituitary gland postpartum pituitary necrosis လို့ကျွန်တော်တို့ခေါ်တယ်အဲ့ဒီ pituitary အကျိတ်ကလေးကဘာဖြစ်သွားလဲဆိုတော့ခလေးမွေးပြီးတော့သွေးသွန်တဲ့အခါမှာเนาะအဲ့ဒီ pituitary gland ကနေပြီးတော့သွေးလျှောက်တာရုတ်တရက်ကျသွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီအကျိတ်ကလေးကเนาะရှုံသွားတယ်တနည်းအားဖြင့် necrosis လို့ခေါ်တယ်သွေးလျှောက်အောင်မရှိတော့တဲ့အတွက်ကြောင့်မလို့အဲ့ဒီရှုံသွားပြီးတော့နောက်ပိုင်းမှာသူ့ရဲ့ပုံမှန်လုပ်ငန်းဖြစ်တဲ့ဟော်မုန်းထုတ်တဲ့လုပ်ငန်းကိုမလုပ်နိုင်တော့တာအဲ့လိုအခါမျိုးမှာလည်းเนาะရာသီသွေးပျောက်သွားတတ်တာမျိုးရှိတယ်Sheehan syndrome အကြောင်းပြောရင်လည်းနောက် syndrome တစ်ခုကိုကျွန်မဆက်ပြောရရင်เนาะ Asherman syndrome လို့ခေါ်တယ် Asherman syndrome ဆိုတာကျွန်မအရှိကဗီဒီယိုလေးကိုနားထောင်ထားတဲ့သူတွေဆိုရင်တော့သဘောသိလိမ့်မယ် Asherman syndrome ဆိုတာကเนาะကိုယ်ဝန်ပြတ်ကြတယ်ကိုယ်ဝန်ပြတ်ကြပြီးတဲ့အခါမှာเนาะတအိမ်ကိုချစ်ထုတ်လိုက်တယ်တအိမ်ကိုချစ်ထုတ်တဲ့အခါမှာပြီးတဲ့နောက်ပိုင်းမှာဟောဒီတအိမ်ရဲ့အတွင်းလွှာနေရာလေးတွေမှာအနရွတ်တက်ပြီးအနဖေးတွေတက်လာပြီးတော့အဲ့ဒီမှာတအိမ်ကနေပြီးတော့တအိမ်အတွင်းလွှာမထူနိုင်တော့တဲ့အတွက်ကြောင့်မလို့ရာသီသွေးမပေါ်တာမျိုးဖြစ်တတ်တယ်နောက်တစ်ခုကတော့အရန် common ဖြစ်တဲ့အရှိမှလည်းကျွန်မပြောသွားပါတယ် PCOS polycystic ovary syndrome အဲ့ဒီဟာကတော့အမျိုးသမီးတွေမှာဝတယ်နောက်မျက်နှာမှာဝက်ချန်ပေါက်တာများတယ်ရာသီသွေးမပေါ်ဘူးရာသီသွေးမမှန်ဘူးမျက်နှာမှာ facial hair လို့ခေါ်တယ်အမျိုးသမီးတွေအများစုကတော့မျက်နှာမှာအမွှေးအမြင်ပေါက်လေးမရှိဘူးလေအမွှေးအမြင်ပုံမှန်မဟုတ်ဘဲနဲ့အမွှေးအမြင်ပိုပေါက်တတ်တဲ့အမျိုးသမီးတွေအဲ့လိုအမျိုးသမီးတွေမှာအဲ့ဒါလေရာသီသွေးအဲ့ဒီအကြောင်းကြောင့်ရာသီသွေးပျောက်တာမျိုးဖြစ်တတ်တယ်သူ့ရဲ့ဘေးထွက်ဆိုးကျိုးတွေကိုတနည်းအားဖြင့်နောက်ဆက်တွဲဖြစ်လာတဲ့ကျန်းမာရေးဆိုးကျိုးတွေကိုအရှိမှလည်းကျွန်မပြောပြခဲ့ပါတယ်နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုတော့နော်တခြားဟော်မုန်းတွေကတော့အလုပ်နေပါတယ်နော်အုံနောက်တို့ဘာလို့ကနေလုပ်နေတယ်ဒါပေမဲ့ဟောဒီသားဥအိမ်ကိုဒီဟော်မုန်းတွေကလာပြီးတက်ရောက်ပြီးမယ်သားဥအိမ်ကပုံမှန်အလုပ်မလုပ်နိုင်တော့တာနော်သားဥအိမ်ကပုံမှန်အလုပ်မလုပ်နိုင်တော့တာသားဥအိမ်ပုံမှန်အလုပ်မလုပ်တော့ဘူးသားဥအိမ်လုပ်ငန်းရပ်သွားပြီအလုပ်ဆက်မလုပ်တော့ဘူးဆိုတာဘယ်ခါမှဖြစ်လဲဆိုတော့ menopause တနည်းအားဖြင့်မိရသွေးဆုံးပြီးသွားတဲ့အခါမှာဖြစ်တယ်
ဒါပေမဲ့မိရသွေးဆုံးရမယ့်အချိန်မဟုတ်ပဲနဲ့လေတချို့အမျိုးသမီးတွေမှာအသက်ငယ်ငယ်နဲ့သားဥအင်ကလုပ်ငန်းဆောင်တာမလုပ်တော့ပဲနဲ့ရပ်ဆိုင်းသွားတာမျိုးရှိတတ်တယ်ဒါကို premature ovarian insufficiency လို့ကျမတို့ခေါ်တယ်ဒါကြောင့်မို့တချို့ဆိုရင်ကျမကပြန်ဖြည့်ပေးလိုက်တဲ့မိကွန်းပေါ်မှာမူတည်ပြီးတော့ကျမအသက်ကကျမကသွေးဆုံးသွားတာဖြစ်နိုင်တယ်လို့တခါတလေပြန်ဖြည့်ပေးလိုက်တဲ့အခါမျိုးမှာကျမအသက်က35နှစ်ပဲရှိသေးတယ်လေဘယ်လိုသွေးဆုံးမလဲဆရာမရဲ့ဆိုပြီးကျမကိုပြန်မေးတာလေးတွေရှိတယ်ဒါကတော့နားမလည်လို့မေးတာကျမနားလဲပါတယ်ဒါပေမဲ့အခုကျမပြောသွားတဲ့ထဲမှာပါသွားပြီနော် premature ovarian insufficiency သွေးဆုံးနိုင်ပါတယ်အချိန်မရွေးသွေးဆုံးနိုင်တယ်နော်ဒါသားဥအင်အားနေပြီးတော့အလုံးမလုံးပဲနဲ့အစောကြီးပင်ရှင်ယူသွားတာမျိုးပေါ့နော်ပင်စအစောကြီးပင်စင်ယူသွားတာမျိုးရှိနိုင်တယ်အဲ့တော့အခုပြောသွားတဲ့အကြောင်းအရာတွေကိုပြန်ကြည့်နော်ကျမပြောသွားတဲ့အကြောင်းအရာတွေအများကြီးပဲအဲ့ဒီအကြောင်းအရာတွေအများကြီးဟာဒီရာသီသွေးပျောက်တာနဲ့ဆက်ဆက်မှုရှိနေနိုင်တယ်အဲ့ဒီအကြောင်းအရာတွေကြောင့်ရာသီသွေးပျောက်တာဖြစ်နေနိုင်တယ်ဒါကြောင့်မို့ဒီအကြောင်းအရာတွေကိုမရှာဘဲနဲ့နော်ဒီအကြောင်းအရာတွေကိုမရှာဘဲနဲ့ဒီအကြောင်းအရာတွေကိုမကုသဘဲနဲ့မကာကွယ်ဘဲနဲ့ဒီတိုင်းပဲသွေးလေးပေါ်ယုံမယ်ဆေးတောက်နေမယ်ဆိုရင်ကိုယ့်ရဲ့ကိုယ်ခန္ဓာအတွက်ရေရှည်မှာဆိုးကျိုးတွေဖြစ်လာနိုင်တယ်ကဲဒါဆိုရင်ရာသီသွေးပျောက်တယ်ဆိုရင်ဘာလုပ်ရမလဲရှေ့မှာကျွန်မပြောထားပြီရာသီသွေးပထမတစ်လပျောက်သွားတယ်ဆိုကြတဲ့ပထမအဆုံးလုပ်တင်တာကတော့ urine pregnancy test စီစစ်ကြည့်ပါနော်ကိုယ်ဝန်ရှိမရှိဒါကကျမကနော်တားဆီးသုံးထားတယ်ဆိုရင်လည်းတားဆီးသုံးထားတယ်မရနိုင်တားဆီးသုံးထားတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်ဝန်ရှိတာမဖြစ်နိုင်ဘူးလို့တော့ပြောလို့မရဘူးတားဆီးသုံးထားပေမဲ့လည်းစီစစ်ကြည့်ဖို့လိုပါတယ်တခါတလေတားဆီးရသုံးထားတဲ့ရက်သားနဲ့လည်းကိုယ်ဝန်ရှိသွားနိုင်တယ်အဲ့တော့ဒါပထမအဆုံးလုပ်ရမယ်ဟာအဲ့လိုမှမဟုတ်ပဲနဲ့3လဆက်တိုင်း3ခါဆက်တိုင်းပေါ့နော်3 cycle ဆက်တိုင်းရာသီကမပေါ်လာဘူးဆိုရင်တော့ကိုယ့်ဟာနဲ့ကိုပြန်ပြီးဆန်းစစ်ပါနော်ကိုယ့်ရဲ့ diet ကြောင့်လားစားသောက်နေထိုင်မှုတွေကိုပြန်ဆန်းစစ်ပါနော်အဲ့တော့ကိုယ့်ရဲ့ကျန်းမာအောင်စားသောက်နေရလားကျန်းမာအောင် exercise တွေပါပုံမှန်ကောဟုတ်ရလားအလွန်အကျွံနေဖြစ်နေသလားဒါမှမဟုတ်ရင်က weight တွေအရန်တင်နေလို့လား weight တွေရုတ်တရက်ကျသွားလို့လားဒါမျိုးပေါ့နော်အဲ့တော့ကျန်းမာတဲ့နော်စားသောက်နေထိုင်မှုအတော်အတွင်းဖြစ်အောင်ပြန်ပြီးတော့ကိုပြန်ပြီးတော့တက်မှတ်ယူပါအဲ့တော့ဘလို့ကျမ်းမအောင်စားတောက်နေထိုင်ရမလဲဆိုတာတွေကိုကျမရဲ့မြန်မာဦးကြီးဒေါက်တာ page မြန်မာဦးကြီးဒေါက်တာ Telegram channel မှာအစောပိုင်းမှာကျမအများကြီးရေးပေးထားခဲ့ပြီးပါပြီနောက်တစ်ခုကတော့စိတ်ဖိစီးမှုပေါ့နော်စိတ်ဖိစီးမှုကတော့လူတော်တော်များများမှာရှိကြပါတယ်လူတိုင်းမှာရှိကြတယ်လို့ပြောရမယ်နည်းအနည်းနဲ့အများပဲကွာတယ်အဲ့တော့ဒီစိတ်ဖိစီးမှုတွေရှိတယ်လို့ယူဆတယ်ဆိုရင်ဒီစိတ်ဖိစီးမှုတွေကိုရှော့ချတဲ့နည်းလမ်းတွေကိုရှာဖွေပါတရားထိုင်တာဒါမှမဟုတ် mindfulness လုပ်တာဗုဒ္ဓဘာသာမဟုတ်ရင်တော့လည်းတရားထိုင်တယ်လို့ဆရာမလို့ပေါ့နော်ဒါပေမဲ့ mindfulness ဆိုတာဗုဒ္ဓဘာသာမဟုတ်လည်းလုပ်လို့ရပါတယ်နောက်တစ်ခုကတော့ပေါ့နော်ကိုယ်ကလည်းတချင်းနာထောင်းတာကိုယ်သွားသနာပါရပေါ့နော်တငယ်ချင်းတွေနဲ့စကားပြောတာရင်ဖွင့်တာမိသားစုယုံကြည်ရတဲ့သူတွေကိုရင်ဖွင့်တာစကားပြောတာဒါမျိုးလေးတွေပေါ့နော်အဲ့ဒါခရီးထွက်တာဒါမျိုးလေးတွေကိုလုပ်ချင်အားဖြင့် stress တွေကိုလျှော့ချပါနော်စိတ်ဖိစီးမှုတွေကိုလျှော့ချပါအဲ့ဒါတွေလုပ်လို့မှာနော်ပြန်ပြီးတော့ပုံမှန်ဖြစ်မလာသေးဘူးနော်ကျမ်းမာရေးကိုလေးချင်းလဲရလာပြီးကျမ်းမာအောင်စားနေတယ်လို့လည်းကိုယုံကြည်တယ်အဲ့ဒါမှမဖြစ်လာသေးဘူးဆိုရင်တော့မလုပ်ရမလဲဆိုတော့သားဖွားမိရဲ့အထူးကိုဆရာဝန်ကြီးတယောက်နဲ့တိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်အဲ့တော့ဘာလို့လိုအပ်လဲဆိုတာကိုအရှိမနားထောင်ခဲ့တယ်ဆိုရင်တော့သဘောပေါက်လောက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲကျန်းမာချမ်းသာကြပါစေ